ပြည်တွင်းပြည်ပမှာရှိကြတဲ့ကျွန်တော်တို့တော်လှန်ရေးညီကိုမောင်နှမတွေဒီဗီဒီယိုဖိုင်လေးကိုခဏလောက်ကြည့်ကြည့်ပါဟိုကျေးဇူးပါရှင်အခု PDF တွေလေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာဆိုလို့ရှိရင်တီးတန့်တော့ဟောပေါ့သူတို့ဆုံးဖြတ်ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူးဥပဒေပေါင်းလည်းပြောင်းဝင်လာမယ်ဆိုကျွန်တော်တို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေဒါအခုဆိုရလဲကြိုဆိုနေပါတယ်ရှင်အဲ့ဒါလေးအဖြေကတော့ရှင်းပါတယ်နောက်တစ်ခုပြည်သူစစ်မှုထမ်းဥပဒေပေါ့နော်ဆိုလို့ရှိရင်ပြည်သူစစ်မှုထမ်းထမ်းခြင်းကကျွန်တော်တို့မြန်မာတိုင်းနိုင်ငံနဲ့ထူးပြီးတော့မှဆောင်ရွက်နေတာမဟုတ်ပါဘူးကျွန်တော်တို့အိမ်ကြီးနာချင်းဖြစ်တဲ့ထိုင်းမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်ပြီးတော့ကိုရီးယားတွေပိုင်းမှာလည်းရှိတယ်။ကျွန်တော်တို့မသိတဲ့တခြားနိုင်ငံတွေလည်းရှိနိုင်တာပေါ့နော်။ဆိုလို့ရှိရင်ရှိပါတယ်ရှင်နံပါတ်1ကအခုဝန်တော့ဝန်ဖို့ဖြစ်နေတာကဘာလဲဆိုလို့ရှိရင်ဒီဥပဒေကိုအကောင့်ထဲပေါ်တဲ့ပုံစံတက်ခိုင်အပါဝင်မြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံရေးပါတီတွေအားလုံးစစ်တပ်ထောက်ခံတဲ့လူတွေအားလုံးကိုပြောချင်တာက PDF ကဥပဒေဘောင်ရဲ့အပြင်ဘက်မှာရှိနေတာမဟုတ်ဘူး PDF ကအမှောင်ထဲမှာရှိနေတာမဟုတ်တဲ့အတွက်ကြောင့် PDF ကလက်နက်ချစရာမလိုဘူးအဲ့တော့လက်နက်ချစီချင်ရင်စစ်တပ်ကိုဒါလက်နက်ချခိုင်းဘာလို့လဲဆိုတော့အေဂျင့်တည်ငြိမ်တာယာဖွင့်ဖြိုးစာပြုတ်နေတဲ့နိုင်ငံကိုမင်းအောင်လှိုင်တယောက်တည်းကအာဏာလိုချင်တဲ့အတွက်တစ်ခုတည်းနဲ့တိုင်းပြည်ကိုပုံကန်ပြီးအာဏာသိမ်းလိုက်လို့ဒီကနေ့ပြည်သူလူထုကလူငယ်တွေအကုန်လုံးကတော်လှန်ရေးသမားတွေဖြစ်လာကြတာเนาะအဲ့ဒီတော့PDF ကလက်နက်ချစရာမလိုဘူး PDF ကဥပဒေဘောင်ထဲမှာရှိတယ်ဥပဒေနဲ့လှုပ်တယ်ပြည်သူလူထုအခွင့်အရေးတွေပြည်သူလူထုအခွင့်အရေးကိုတော်ကာကွယ်ဖို့တော်လှန်ရေးလုပ်နေတာအဲ့တော့လက်နက်ချရင်ချစစ်တပ်တာချရမယ်စကလုံးတစ်ခုချင်းစီတိုင်းကိုသူတာဝန်ယူရမယ်เนาะအဲ့တော့တက်ခိုင်ကသူ့ရဲ့နိုင်ငံရေးလမ်းစဉ်အရာเนาะဒီမိုကရေစီအခွင့်အရေးအရာပြိုင်ဘက်မရှိတော့တဲ့အချိန်မှာပြိုင်ဘက်တွေကိုကြိုးတုပ်ဖမ်းဆီးထားတဲ့အချိန်မှာစစ်တပ်ကလက်နက်အားကိုနဲ့တနိုင်ငံလုံးကိုဘုံကျဲပြီးတော့ရွေးကောက်ပွဲလုပ်ပေးတာကိုသူကဂုံတိတ်ခါမဲ့စွာနဲ့နိုင်ငံရေးကိုခွေးတိုးပေါက်ကနေဝင်လာပြီးတော့အာဏာလိုချင်လို့သူလှုပ်တယ်ဆိုရင်တောင်မှကျွန်တော်တို့ကနိုင်ငံရေးအရာသူ့ကိုနားလည်ပေးလို့ရတယ်ဒါပေမဲ့ဒီတက်ခိုင်ကနော်ကျွန်တော်တို့ပြည်သူလူထုအားလုံးချစ်မြတ်နိုးရတဲ့နိုင်ငံခေါင်းဆောင်တွေအကုန်လုံးကိုလည်းစော်ကားတယ်လို့စစ်အာဏာရှင်ကိုတော်လှန်ရေးလုပ်နေတဲ့တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေကိုလည်းသူကစော်ကားတယ်အဲ့တော့ဒီဟာကသူ့ရဲ့ပြစ်မှုတွေကဒါခွင့်လွတ်နားလေပေးလို့ရတဲ့ပြစ်မှုတွေမဟုတ်တော့ဘူးအဲ့ဒီတော့ဒီစကလုံးတစ်လုံးချင်းစီတိုင်းကိုဒီတက်ခိုင်ကတာဝန်ယူရမယ်နောက်တစ်ချိန်မှာဒီတော်လှန်ရေးကာလမှာရောတော်လှန်ရေးပြီးသွားတဲ့နောက်တစ်ချိန်မှာပါဒီတက်ခိုင်ကိုစရင်ရှင်းရမယ်နောက်ဆုံးပြောရင်သေတံအထိတောင်ပေးတင်ရင်ပေးရမယ်တက်ခိုင်ထမင်းဝအောင်စားထားနော်